Facebook မှာဗီဒီယိုကြည့်တဲ့အခါကြော်ညာတွေခဏခဏတက်လာလို့စိတ်ညစ်နေကြတဲ့ဆိုရင်ဒီဗီဒီယိုမှာပြောပြပေးသွားမယ့် setting တွေကိုချိန်ပေးလိုက်ပါဒါဆိုရင် Facebook မှာဗီဒီယိုကြည့်တဲ့အခါကြော်ညာတွေတက်လာတာနည်းသွားပါလိမ့်မယ်ခင်ဗျာဘယ်လိုမျိုး setting ချိန်ထားရမလဲဆိုတာကျွန်တော်နဲ့အတူတူလေ့လာကြည့်လိုက်ကြရအောင်ပထမဆုံးအနေနဲ့ကျွန်တော်တို့ရဲ့ Facebook software လေးတွေကိုဝင်ပေးလိုက်ပါFacebook software တွေကိုရောက်ပြီဆိုရင်တော့ကျွန်တော်တို့ဘယ်ဘက်ပေါ်ထောင်းမှာရှိတယ်ကျွန်တော်တို့ menu bar လို့ခေါ်တဲ့မြင်းသုံးချောင်းလေးပေါ့နော်ဒီမှာရှိတဲ့ menu bar လို့ခေါ်တဲ့မြင်းသုံးချောင်းလေးတွေကိုဝင်ပေးလိုက်ပါပြီးပြီဆိုရင်တော့ဒီမှာရှိတဲ့ကျွန်တော်တို့ setting and privacy လေးတွေကိုထပ်ဝင်ပေးရမှာဖြစ်ပါတယ်ခင်ဗျာ okay ပါဒီမှာရှိတဲ့ setting and privacy လေးတွေကိုထပ်ဝင်ပေးလိုက်ပါဒီထဲကိုရောက်ပြီဆိုရင်တော့ကျွန်တော်အပေါ်ဆုံးမှာရှိတဲ့ setting လေးတွေကိုထပ်ဝင်ပေးရမှာဖြစ်ပါတယ် okay ပါဒီမှာရှိတဲ့ setting လေးတွေကိုထပ်ဝင်ပေးလိုက်ပါOkay ပါ setting တွေကိုရောက်ပြီဆိုရင်တော့ကျွန်တော်အပေါ်ဆုံးမှာရှိတဲ့ account center ဆိုတဲ့ setting လေးတွေကိုထပ်ဝင်ပေးရမှာဖြစ်ပါတယ်။ဒါကြောင့်မလို့အပေါ်ဆုံးမှာရှိတဲ့ account center လေးတွေကိုထပ်ဝင်ပေးလိုက်ပါ။ Okay ပါဒီထဲကိုရောက်ပြီဆိုရင်တော့ကျွန်တော်အလဲလောက်မှာရှိပါတယ်ပေါ့နော်။ဒီမှာရှိတဲ့ AD preference ဆိုတဲ့ setting လေးတွေကိုကျွန်တော်ထပ်ဝင်ပေးရမှာဖြစ်ပါတယ်။ဆိုတော့ဒီမှာရှိတဲ့ကြော်ညာပိတ်ဖို့အတွက် AD preference ထဲကိုဝင်ပေးလိုက်ပါ။ Okay ပါဒီနေရာကိုရောက်ပြီဆိုရင်တော့ကျွန်တော် screen ကိုပေါ်ကိုဆွဲတင်ပြီးတော့ဒီမှာရှိတဲ့ see all ဆိုတဲ့ setting လေးတွေကိုဝင်ပေးရမှာဖြစ်ပါတယ်ဒီမှာရှိတဲ့အပြာရောင် see all ဆိုတာလေးကိုနှိပ်လိုက်ပါဒါဆိုရင်တော့ကျွန်တော်တို့ရဲ့ Facebook မှာတက်လာတဲ့ကြော်ညာတွေရဲ့ကြော်ညာပိုင်ရှင်လေးတွေပေါ့နော် community တွေကိုဒီနေရာမှာတွေ့ရမှာဖြစ်ပါတယ်ကျွန်တော်တို့ advertiser ပေါ့နော်ကြော်ညာ account တွေကိုတွေ့ရမှာဖြစ်ပါတယ်ဆိုတော့ဒီကောင်တွေကိုပိတ်ဖို့အတွက်ဆိုရင်တော့ကျွန်တော်တို့အနေနဲ့အချိန်လေးတွေတော့အနည်းငယ်ပေးရမယ်ပေါ့နော်ဆိုတော့ပထမဆုံးအနေနဲ့ကျွန်တော်အပေါ်ဆုံးကဒီ setting လေးတွေကိုဝင်ပြီးတော့ပိတ်ပေးမယ်ပေါ့နော်ဆိုတော့ဒီကောင်လေးကိုနှိပ်လိုက်ပါပြီးရင်တော့ဒီမှာရှိတဲ့ high ADS ဆိုတာကိုနှိပ်ပေးရမှာဖြစ်ပါတယ် HIDE ADS ဆိုတဲ့ high ADS ကိုနှိပ်လိုက်ပါဒါဆိုရင်တော့ကျွန်တော်တို့ဒီကျွန်တော်ကြော်ညာနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ရဲ့ Facebook account တွေကိုဝင်လာတော့မှမဟုတ်တော့ပါဘူးဒါဆိုရင်တော့ဒီမှာ you hit there's ADS ဆိုပြီးတော့ကျွန်တော် setting လေးပေါ်လာပြီပေါ့နော်ဒီလူပုံစံတိုင်းလေးတွေအတိုင်းပဲကျွန်တော်တို့အောက်မှာရှိတဲ့ကြော်ညာလေးတွေကိုလည်းဒီလိုမျိုးလေး high ADS ကိုနှိပ်ပြီးတော့ကိုယ်အနေနဲ့ပိတ်ပေးသွားမှရမှာဖြစ်ပါတယ် okay ပါမိတ်ဆွေတို့အနေနဲ့ဒီကောင်လေးကိုချိန်ထားပေးလိုက်မယ်ပိတ်ထားပေးလိုက်မယ်ဆိုရင်တော့မိတ်ဆွေတို့ရဲ့ Facebook အသုံးပြုတဲ့အခါမှာကြော်ညာလေးတွေအရင်ကလိုအများကြီးတက်လာမှာမဟုတ်တော့ပါဘူးပေါ့နော် okay ပါမိတ်ဆွေတို့အနေနဲ့ဒီ link လေးကိုအသုံးပြုကြည့်လို့အဆင်ပြေတယ်ဆိုရင်လည်းကြော်ရဲ့ဒီ video လေးရဲ့ comment box မှာဝင်ရောက်ဆွေးနွေးသွားနိုင်တယ်ပေါ့နော်အကယ်၍အဆင်မပြေဘူးဆိုရင်လည်းဒီ video လေးရဲ့ comment box မှာမိတ်ဆွေတို့အနေနဲ့အဆင်မပြေတဲ့အကြောင်းလေးတွေကိုမိတ်ဆွေတို့အနေနဲ့ဝေမျှပေးသွားနိုင်ပါတယ်ခင်ဗျာ okay ပါနောက်ထပ် video လေးတွေမှာတွေ့ဆုံကြမယ်နော်